Hello, how are you? Yes, I'm fine. Thank you. What are you doing? What are you thinking about? I am thinking about you. I am hesitant closer. Okay, မင်္ဂလာပါကျွန်တော်ခုလိုမျိုးပေါ့နော်ဗီဒီယိုတွေကိုနှစ်ခုပဲဗီဒီယိုတွေဒီလိုမျိုးလေးဖန်တီးရတာဥမာဖန်တီးရဆိုတော့ကျွန်တော်ကအမှားတွေပါပါမအောင်နော်ဒါနဲ့ကျွန်တော်ရဲ့အမှားတွေကိုဘယ်လိုဖြစ်ဆက်ပြီးကြည့်နေကြလားခုလိုအင်္ဂလိပ်စကားပြောလေးနဲ့အတူတောက်လေးတွေအဲ့လိုပြောပြီးလုပ်ပေးတဲ့အတွက်လုပ်ပြီးတော့ကျွန်တော်တင်နေပါတော့အမှားတွေပါမအောင်နော်အင်္ဂလိပ်စကားပြောအတန်ထွက်လေးပါညာလေးဆိုလို့ရှိရင်နည်းနည်းလေးဟိုဖြစ်ဆက်ကြည့်ပါကျွန်တော်ဒီတင်လိုက်တဲ့ပို့တွေမှာဘလုံးအင်္ဂလိပ်စကားလုံးတွေရောကောမစကားလုံးတွေရောဘာသာပြန်ရောရေးပြီးတော့တင်ထားပါတယ်နော်ဒီတက်တက်ဒီပိုင်းမှာလို့ရှိရင်အဲ့ဒီမှာနည်းနည်းတော့ကြည့်လိုက်ပါနော်ကျွန်တော်ဒီအင်္ဂလိပ်လူမျိုးမဟုတ်တဲ့အတွက်ဗမာလူမျိုးဖြစ်နေတဲ့အတွက်မြန်မာလူမျိုးဖြစ်နေတဲ့အတွက်အင်္ဂလိပ်လူမျိုးလည်းမဟုတ်အဲဒါကြောင့်ကျွန်တော်မှာဒီငပိတန်လေးပေါက်တယ်ဆိုလို့ရှိရင်လည်းနော်နည်းနည်းလေးခလုတ်ပါဖြစ်ဆက်ပြီးတော့နားဆင်ကြပါနော်အားလုံးကျေးဇူးတင်ပါတယ် See you bye